သားမိမိတို့ရေမင်္ဂလာပါဒီနေ့ပြောပြမယ့်ပုံမြင်လေးရဲ့နာမည်ကတော့ကျေကလေးတဲ့ကောင်းကင်ဘော်ကကျေလေးတွေအများကြီးမှာတချို့ကတော့အရန်တောက်ပါပြီးတချို့ကတော့သူများထက်ပိုသေးတယ်ဒူဘေးဆိုတဲ့ကျေလေးတစ်လုံးကတော့သူ့ထက်ပိုပြီးတောက်ပါတဲ့ဒူဝင်ကျေကိုကြည့်ပြီးအရန်အားကျနေတာပဲတဲ့ဒူဝင်ကျေဆိုမြောက်ဘက်မှာအမြဲတမ်းရှိတဲ့ကျေဖြစ်လို့သူ့ကိုလူတွေကလမ်းပြကျေလို့လည်းခေါ်ကြတယ်လူတွေလမ်းပြောင်းနေရင်လမ်းပြတဲ့ဒူဝင်ကျေကိုသုံးပြီးလမ်းရှာလို့ရတယ်လို့ပြောနေတာတွေကြားရတော့ဒူဘေးကျေကလေးကသူလည်းအဲ့လိုဖြစ်ချင်လိုက်တာဆိုပြီးဒူဝင်ကျေကိုအားကျနေမိတယ်တခါတလေသူ့ကိုယ်သူလည်းတိတ်ငယ်နေတယ်ဘေးနားကတခြားကျေလေးတွေကဒီလိုမဖြစ်ဖို့ပြောလဲဒူဘေးကျေကလေးကတော့သူ့နာမည်ဒူဘေးကိုဘယ်သူမှမသိတာဆိုပြီးဆက်ပြီးတော့ပဲစိတ်အားငယ်နေတယ်ဒီနေ့မှာဒူဘေးလေးကကောင်းကင်ဘဝကနေပြီးကဘာမြေကြီးပေါ်ကိုလှမ်းကြည့်တဲ့အချိန်မှာကလေးတစ်ယောက်ကသူ့အဖိုးကိုဒူဝင်ကျေကိုဒီလောက်ကျေတွေအများကြီးတဲ့ဘယ်လိုရှာရမလဲလို့မေးတာကိုကြားလိုက်တယ်ဖိုးကပြန်ဖြေတာကိုသူနားဆွနေတဲ့အချိန်မှာဖိုးကဘယ်လိုပြန်ပြောလဲဆိုတော့ဒူဝင်ကျေကိုတွေ့ချင်ရင်9စင်ကျေကိုအရင်လိုက်ရှာရတယ်ပြီးရင်9စင်ကျေရဲ့အမီလေးထောင်တာရဲ့တစ်ကိုကြည့်လိုက်မြည်ရေးအဲ့ဒီအမီနဲ့တစ်ကတောက်ပနေတဲ့ကျေကဒူဝင်ကျေပဲလို့ပြောတာကိုဒူဘေးကျေလေးကကြားလိုက်ရတဲ့အချိန်မှာ9စင်ကျေရဲ့အမီကသူဖြစ်နေတာကြောင့်သူကအယမ်းပျော်သွားတယ်ငါကလမ်းပြကျေမဟုတ်ပေမဲ့လမ်းပြကျေကိုလူတွေရှာတွေ့ဖို့လမ်းပြပေးရတာပါလားလို့တွေးမိလိုက်ပြီးဒူဘေးကျေလေးကအဲ့ဒီနေရာနေစားပြီးတော့သူ့ကိုယ်သူဂုံယူတဲ့ကျေလေးတစ်လုံးဖြစ်သွားတော့တယ်တဲ့ကဲပုံမြင်လေးကတော့ဒါပါပဲเนาะမိကွန်းလေးတွေဖြေချရအောင်ပထမဆုံးမိကွန်းကဒူဘေးကျေလေးကဘာလို့စိတ်အားငယ်တာလဲတဲ့ဒုတိယမိကွန်းကဒူဘေးကျေလေးကအရေးချင်းရှိရနော်သူကဒူဝင်ကျေကိုညွန်ပြတဲ့ကျေလေးလေအဲ့ဒါဆိုတော့တသားမိမိတို့မှာရောဘာလုပ်နိုင်လဲဘာအရေးချင်းလေးရှိလဲစဉ်းစားပြီးဖြေကြည့်ပါဦးဟုတ်ပြီလူတိုင်းမှာမတူညီတဲ့အရေးချင်းလေးရှိရနော်ဆိုတော့အခုတသားမိမိတို့ကမျက်စိလေးမေးပြီးစဉ်းစားကြည့်ရအောင်တငယ်ချင်းတွေလည်းရှိတယ်တငယ်ချင်းတွေမှာရှိတဲ့အရေးချင်းတွေလုံနိုင်တာတွေကတသားမိမိတို့မှာရှိတဲ့အရေးချင်းတွေလုံနိုင်တာတွေနဲ့တူလားလို့တစ်ချက်လောက်စဉ်းစားကြည့်ကြရအောင်နော်အရေးချင်းတွေကတယောက်နဲ့တယောက်မတူဘူးနော်သူလုံနိုင်တာကိုမလုံနိုင်ပေမဲ့ကိုလုံနိုင်တာကိုလည်းသူမလုံနိုင်တာမျိုးလေးတွေရှိနိုင်တယ်အဲ့ဒါကြောင့်မလို့ကိုယ့်အရေးချင်းကိုလည်းကိုတန်မိုးထားရမယ်တငယ်ချင်းတွေရဲ့အရေးချင်းကိုလည်းလေးစားပေးကြရမယ်နော်ကဲဒီနေ့တော့ဒီလောက်ပါပဲနောက်တစ်ခေါက်ပြန်ဆုံပါမယ်တတား